အလုပ်ဖြစ်တဲ့နီလန်ကောင်းတာပဲလို့ဆိုးတာပဲလို့အလုပ်ဖြစ်အောင်လုပ်ရင်တော့တကယ်ဖြစ်ပါတယ်ကိစ္စတစ်ခုကကိုယ့်အတွက်ခက်ခဲနေတယ်ကိုကလည်းဖြစ်မြောက်ချင်နေတယ်ဒါပေမဲ့ဘလို့မှမဖြစ်နိုင်ဘူးလို့ထင်နေတယ်တခြားစူးစမ်းကြည့်လိုက်မယ်ဆိုရင်တော့အလုပ်ဖြစ်နိုင်တဲ့နီလန်ကိုတွေ့ရလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီကိစ္စကလည်းစကားခံထားမှအဆင်ပြေမှာပါအရင်တုန်းကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကိစ္စတွေအခုခေတ်မှတကယ်ဖြစ်လာတာကိုတွေ့နေရပြီအချိန်တစ်ခုတော့လိုတာပေါ့ဗျာစင်ပွားတိထွင်မှုတွေကလည်းလိုအပ်တာပေါ့ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေကြရင်ကျွန်တော်တို့မလုံနိုင်တဲ့မဖြစ်နိုင်ဘူးလို့ထင်တဲ့ဘလို့ကိစ္စတွေလည်းပေါ်လာအောင်မလဲမသိနိုင်သေးပါဘူးအဲ့ဒါကြောင့်ပဲအဲ့ဒီလိုညင်ရမယ့်ကိစ္စတွေကိုခဏထားလိုက်ပါအခုကတော့ဖြစ်နိုင်ခြေရှိပေမဲ့ဖြစ်မလာတဲ့ကိစ္စတွေအလုပ်ဖြစ်ဖို့အတွက်အရန်ခက်လွန်းနေတဲ့ကိစ္စတွေကိုပဲဆွေးနွေးချင်ပါတယ်အဲ့ဒီတော့အောင်မြင်မှုဆိုတဲ့ကြီးကြီးကျယ်ကျယ်စကားကြီးကိုလည်းကျွန်တော်မသုံးချင်ပါဘူးအလုပ်ဖြစ်သွားတယ်လို့ပဲသုံးလိုက်ပါမယ်အဆုံးသတ်မှာကတော့ရည်ရွယ်ချက်လေးပေါင်းများအောင်မြင်သွားတာမျိုးပါပဲအဲ့ဒါကသူများတွေအတွက်ကြီးကြီးကျယ်ကျယ်ဖြစ်ချင်မှလည်းဖြစ်မယ်အရေးကြီးချင်မှလည်းကြီးမယ်ကိုယ့်အတွက်အဓိပ္ပာယ်ရှိမယ်ဆိုရင်တော့အဆင်ပြေပါတယ်အလုပ်ဖြစ်ဖို့ရည်ရွယ်ချက်ရှိုံနဲ့မပြီးသေးဘူးဆိုတာကိုလည်းနားလဲပါတယ်ဥပမာဆိုပါဆိုဗျာဘသူမဆိုဘယ်ဖွဲ့စည်းမဆိုဘလို့ရည်မှန်းချက်တွေကိုပဲထားရည်ရွယ်ချက်အောင်မြင်ဖို့အလုပ်ဖြစ်ဖို့တေချာပေါင်းလိုအပ်တဲ့အရာတွေရှိမယ်လို့ကျွန်တော်မြင်ပါတယ်အဓိကအနေနဲ့ရည်ရွယ်ချက်ကရှင်းလင်းပြတ်သားမှုရှိမယ်ဆိုရင်အားသာချက်ပိုရှိပါတယ်ဟိုလိုဒီလိုဝေဝဝဆိုရင်တော့အဆင်မပြေပါဘူးအဲ့ဒါတွေက false ဟုတ်လည်းဖြစ်သွားနိုင်ပါတယ်ကိုတယောက်တည်းလုံးနေတဲ့ကိစ္စဆိုရင်တော့မှကိုရည်ရွယ်ချက်အပေါ်မှာယုံကြည်မှုနည်းသွားမှာဖြစ်ပါတယ်အဖွဲ့အစည်းနဲ့ဆိုရင်လေဘသူကမှအဲ့ဒီရည်ရွယ်ချက်အနောက်ကိုလိုက်လာမှာမဟုတ်ပါဘူးရည်ရွယ်ချက်ရှင်းလင်းပြတ်သားစေဖို့အတွက်တိုင်းတာနိုင်တဲ့လှုပ်ဆောင်နိုင်တဲ့လက်တွေ့ကြတာနဲ့အချိန်သတ်မှတ်ထားတဲ့အချက်တွေနဲ့စစ်ဆေးပြီးတော့သတ်မှတ်နိုင်မယ်ဆိုရင်ပိုပြီးတော့ကောင်းပါတယ်ဝေဝါးနေတဲ့ရည်ရွယ်ချက်ကလမ်းပြမြေပုံမပါတဲ့ခီးသွားတာနဲ့တူပါတယ်နောက်ပြီးတော့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်ရန်တမ်းလုပ်နေလို့လည်းမရပါဘူးလုပ်ငန်းစဉ်တွေသတ်မှတ်ဖို့လိုပါတယ်ညီပြူဟာတွေဆွဲဖို့လိုတယ်စီကံသတ်မှတ်ပြီးတော့အရာတွေကိုလိုက်နာဖို့လည်းလိုပါတယ်ပြဿနာတစ်ခုတွေ့လာရင်ဘလို့ချင်းကံမယ်ဘလို့ဖြေရှင်းမယ်ဆိုတဲ့စွမ်းရည်တွေကိုပြင်ဆင်ထားဖို့လည်းလိုပါတယ်အခုပြောသွားတာက motivation ဆရာကြီးတွေပြောသလိုဖြစ်နေရင်တော့တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်နောက်ကျရင်တော့ရိုရှင်းတဲ့ဥပမာလေးနဲ့ပြောပြသွားပါမယ်ခင်ဗျာအခုကတော့ဒီအကြောင်းလေးကိုပဲရှင်းဆက်ချင်ပါတယ်ပိုအရေးကြီးတာကတော့ consistency ပဲဖြစ်ပါတယ်အမြဲလုပ်နေဖို့လိုတယ်စိတ်ပါမထားလုပ်လိုက်ပြက်ကွက်လိုက်ဖြစ်နေမယ်ဆိုရင်တော့ထုံသွားမှာပဲဖြစ်ပါတယ်မတိစိတ်ကအဲ့ဒါကိုအသားကျသွားမှာနောက်ကျရင်တော့အကျင့်ပါသွားလိမ့်မယ်မိုတီယာမှထားလုပ်တယ်ဆိုတဲ့ကိစ္စထက်အကျင့်ကောင်းတစ်ခုဖြစ်အောင်လေ့ကျင့်ပြထောင်တာကတော့ပိုပြီးတော့အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီကိစ္စကလည်း The Atomic Habits ဆိုတဲ့နာမည်ကြီးစာအုပ်တုပ်ရှိပါတယ်ဘာသာပြန်ထားတာတွေလည်းရှိပါတယ်ဖတ်ကြည့်ပြီးတော့လိုက်လုပ်ကြည့်မယ်ဆိုရင်တေချာပေါက်အကျိုးရှိမဲ့ကိစ္စပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်လည်းစူးစမ်းနေစေလို့ပြောလို့ရပါတယ်ခင်ဗျာ consistency ရဲ့အစစ်မှန်အတိတ်ပဲကတော့တနေ့ကိုတရားခိုင်နှုန်းစီပိုကောင်းအောင်လုပ်သွားခြင်းပဲဖြစ်ပါတယ်အစာပိုင်းမှာတော့သေးငယ်တယ်လို့ထင်ရပေမဲ့တနေ့ကြာလာတဲ့အခါမှာ38ဆပုံမိုတိုးတက်လာနိုင်တယ်လို့စည်ရင်းအင်းတွေကပြနေပါတယ်ကြီးမားတဲ့အပြောင်းလဲကိုတခါတည်းလုပ်ဖို့စိတ်ပူနေတာထက်သေးငယ်တဲ့အကျင့်ကောင်းလေးတွေကိုပဲပြက်ကွက်ခြင်းမရှိဘဲဒီတိုင်းလုပ်သွားဖို့ကပိုပြီးတော့အရေးကြီးပါတယ်အဲ့ဒီအခါကျရင်တော့အရှိန်လေးရလာပါလိမ့်မယ်အစာပိုင်းမှာတက်တာသိမရှိတဲ့ကိစ္စမျိုးကနောက်ပိုင်းကျရင်တော့တက်တာရှိလာပါလိမ့်မယ်အမြဲလုံးနေတဲ့အတွက်ကိုယ့်ရဲ့ limit တွေတက်သွားတဲ့သဘောမျိုးပဲဖြစ်ပါတယ်။စားဆောင်ရည်တွေလည်းပိုပြီးတော့တက်လာပါလိမ့်မယ်။ဥပမာအားဖြင့်ပုံမှန်လမ်းလျှောက်ရင်တော့အစာပိုင်းမှာ15မိနစ်နိုင်ဝက်လောက်ပဲရှောင်နိုင်ပေမဲ့နောက်ပိုင်းကျရင်တော့အဲ့ဒီပမာဏက AC ဖြစ်သွားမှာပါ။ဒီသဘောတရားကဒီအတိုင်းပြောလိုက်မယ်ဆိုရင်တော့လူတိုင်းဒီပါသိကြပါလိမ့်မယ်။ဒါပေမဲ့လူတိုင်းမလုပ်ကြပါဘူး။အကြောင်းမျိုးနဲ့ပြက်ကွက်ကြပါတယ်။ဒီလိုနဲ့ပဲဒုံရင်ထက်တောင်မှပိုဆိုးပြီးတော့လှုပ်ချင်ရင်ထားလို့မလှုပ်ချင်ရင်ရက်ဆိုတဲ့အကျင့်ဆိုးကြီးတောင်ဆွဲသွားတတ်တာပါပြောရမယ်ဆိုရင်တော့အလုပ်တစ်ခုဖြစ်သွားဖို့အတွက်တခြားလိုအပ်ချက်တွေလည်းအခြေအနေအရရှိကောင်းရှိနိုင်ပါတယ်ဥပမာအားဖြင့်ယင်းနှိမ့်နှံမှုလိုအပ်တဲ့ကိစ္စမျိုးလိုက်လျောညှိထွေးပြောင်းလဲဖို့လိုအပ်တဲ့ကိစ္စမျိုးပဲဖြစ်ပါတယ်အခြေအနေနဲ့လိုက်ပြီးတော့ပုံသေး formula မရှိပေမဲ့အခုပြောသွားတဲ့အချက်တွေကတော့အဓိကလိုအပ်တယ်လို့ယူဆမိပါတယ်ခင်ဗျာဒီအချက်တွေကိုအခြေခံပြီးတော့အကောင့်ထဲပေါ်တဲ့အခါမှာလေအလုပ်ဖြစ်နိုင်တဲ့ရာခိုင်နှုန်းကအတော်လေးကိုများသွားမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ကိုကပညာရေးနဲ့ဆိုင်တဲ့ပရဟိတလုပ်ငန်းတစ်ခုလုပ်ချင်နေပဲထားပါအကြီးကြီးတွေမဟုတ်သေးဘူးကိုရဲ့ပတ်ဝန်းကျင်မှာကျူရှင်မတက်နိုင်တဲ့ကလေးတွေရှိမယ်ဆိုရင်ကိုကလည်းအားတဲ့အချိန်မှာစာတွေသင်ပေးခြင်းနဲ့ရည်ရွယ်ချက်ကဒီကလေးတွေចောင်းစာလှန်နိုင်ဖို့ဆိုတာရှိပါမယ်ရည်ရွယ်ချက်ကိုတိတိကျကျသတ်မှတ်ပြီးမယ်ဆိုရင်တော့သင်ပေးလိုက်မသင်ပေးလိုက်လုပ်နေမယ်ဆိုရင်အဆင်မပြေဘူးလေကလေးတွေကလည်းစိတ်ညစ်လာလိမ့်မယ်မထိုးပါဘူးဆိုတဲ့စိတ်ဝင်လာလိမ့်မယ်လေစာသင်တဲ့နေရာမှာလည်းစိတ်ဝင်စားတော့မှာမဟုတ်ပါဘူးခင်ဗျာအလုပ်ဖြစ်ဖို့ဆိုတာကကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့မလုံလောက်ပါဘူးအဲ့ဒီအစားကိုလှုပ်ဖြစ်အောင်ဖန်တီးပေးမယ်ပတ်ဝန်းကျင် environment ကိုဖန်တီးဖို့လိုပါတယ်
ဥပမာစာတင်မယ်ဆိုရင်တော့တတ်မှတ်ထားတဲ့နေရာမှာပဲထိုင်ပြီးတင်ပေးတာဒါမှမဟုတ်ဝေးချခြင်းနေဆိုရင်တော့ကျမကြီးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုပဲမြင်သာတဲ့နေရာမှာထားတာမျိုးတွေဟာပြက်ကွက်မှုကိုလျှော့ချနိုင်ပါတယ်ပြက်ကွက်ခြင်းစိတ်ကိုအစာကလေးကပေါ်မလာအောင်လို့ကာကွယ်ရပါမယ်ကိုကလည်းဒီအတိုင်းတင်ပေးလို့မရပါဘူးတင်ရိုးညှိုးနှမ်းတွေလည်းလိုပါတယ်ကျောင်းစာနဲ့ချိန်ပြီးတော့တင်ပေးမှလားဘယ်ဘာသာရက်ကိုဦးစားပေးမှလဲဘယ်အချိန်တွေမှာတင်ပေးမှလဲစသဖြင့်အများကြီးတတ်မှတ်ရအောင်မယ်အရေးကြီးတာကတော့ရှေ့မှာပြောထားသလိုပါပဲခင်ဗျာကိုတတ်မှတ်ထားတဲ့အတိုင်းအမြဲမပြတ်တင်ပေးရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်အချိန်တွေဘာတွေညှိလို့မရလို့အ ਨੇ အချင်းရွှေ့ဆိုင်ရတာတွေတော့ရှိနိုင်တာပေါ့ခင်ဗျာအဲ့ဒါတွေကရှုပ်ပါသေးတယ်ကိုနဲ့ဆိုင်တဲ့ကိစ္စပဲအလုပ်ဖြစ်အောင်လုပ်မယ်ဆိုရင်လည်းဒီလိုပါပဲကိုကဝေးချခြင်းနဲ့ဒါပေမဲ့ဘလို့မှမချနိုင်သေးဘူးဝိတ်ကလည်းပူတောင်တိုးလာသလိုပဲအဲ့ဒါမျိုးဆိုရင်တော့အလုပ်ဖြစ်အောင်လုပ်ဖို့လွယ်ပါတယ်ဒါပေမဲ့အများစုကခက်ခဲနေတုံးပဲလို့ထင်ပါတယ်ခင်ဗျာဝေးချခြင်းလိုကိစ္စတွေမှာလူတွေကချက်ချင်းပဲလှုပ်ချင်စိတ်များလွန်တတ်ပါတယ်တကယ်တော့ပထမဆုံးတစ်ပတ်မှာပဲလက်တွေ့ကျလုံနိုင်ဖို့ကိုအာရုံစိုက်ပါကြီးမားတဲ့ပန်းနိုင်9ကီလိုကြာခြင်းကိုခဏမိထားပြီးတော့လက်တွေ့လုပ်ရမယ့်အချိန်ပိုင်းကိုသာအာရုံစိုက်ပါအဲ့ဒါကပို့ပြီးတော့စိတ်ဖိစီးမှုနည်းစီပါတယ်ဝေးချခြင်းနဲ့ကဲအစားတောင်းနဲ့ဝေးချမလားလေ့ကျင့်ခန်းနဲ့ဝေးချမလားစေရောတောင်းအောင်မလားဘလောက်ဝေးချချင်တာလဲအဲ့ဒီရွယ်ချက်ကိုအရင်တိတိကျကျသတ်မှတ်ရမယ်လေ့ကျင့်ခန်းအချိန်ဆိုရင်လည်းမပြတ်မကွက်လုပ်ရမယ်တနေ့နိုင်ဝက်လမ်းလျှောက်မယ်ဆိုရင်လည်းမပြတ်မကွက်လျှောက်ပါမိုးရွာလို့အပြင်ထွက်ရခက်နေမယ်ဆိုရင်အိမ်ထဲမှာပတ်လျှောက်ပါဝိတ်တက်စီတဲ့အစားအစာတွေမစားနဲ့စားသဖြင့်ဒီနီးနှန်းတွေကလူတော်တော်များများလေးသိကြပါတယ်ခင်ဗျာတကယ်လို့ဖို့ကြတော့ခက်နေတုံးပဲဖြစ်ပါတယ်နောက်ပြီးဘာကိစ္စပဲဖြစ်ဖြစ်စိတ်ရှည်ဖို့နဲ့ယုံကြည်မှုရှိဖို့လည်းလိုအပ်တယ်လို့ထင်ပါတယ်စိတ်မရှိရင်တော့ဖြစ်ချင်းစိတ်တွေများပြီးတော့စိတ်မောလူမောပိုဖြစ်တတ်ပါတယ်အဲ့ဒီအခါကျရင်တော့ energy အကုန်မြန်ပါတယ်အဲ့ဒီခါကျရင်အားထုတ်မှုလည်းနှဲသွားပါလိမ့်မယ်ခင်ဗျာတရက်တလေပဲရပါတယ်ဆိုပြီးတော့ပြက်ကွက်တဲ့အကျင့်ကိုမွေးမိမှာပဲဖြစ်ပါတယ်အဲ့ဒီအကျင့်ကအတော်လေးဆိုးပါတယ်ကူးဆက်လည်းမြန်ပါတယ်ဒီကိစ္စလေးတွေမဟုတ်ပဲတခြားကိစ္စတွေမှာလည်းအဲ့ဒီအကျင့်မျိုးပါသွားတတ်ပါတယ်ကျွန်တော်ရဲ့အုံနောက်ကချက်ချင်းရနိုင်တဲ့ဆိုလဲ instant gratification ကိုပို့ပြီးတော့တောင်းတပါတယ်အဲ့ဒီတော့အကျင့်ကောင်းတစ်ခုလုပ်ပြီးတိုင်းမှာတင်းငယ်တဲ့ဆုလက်လေးတစ်ခုပေးလိုက်ပါဥပမာလေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ကိုကြိုက်တဲ့သချင်းနာထောင်တာမျိုးဒါမှမဟုတ်စာအုပ်ဖတ်ပြီးတာနဲ့ကော်ဖီကောက်တစ်ခွက်တောက်တာမျိုးတွေကအဲ့ဒီအလုံးနဲ့ပျော်ရွှင်မှုကိုတွဲမှတ်မိစေပြီးတော့နောက်နေ့တွေမှာဆက်လုပ်ဖို့အတွက်ပုံမလွယ်ကူလာပါလိမ့်မယ်ခင်ဗျာအရာရာတိုင်းကအတုံးချတတ်မယ်ဆိုရင်တော့စွမ်းအင်မယ်ဆိုတဲ့စကားလေးလေးရှိနေတာပါအိုင်စတိုင်းကပြောခဲ့တယ်လို့ထင်ပါတယ်မှားရင်လည်းပြင်ပြီးကြပါခင်ဗျာကောင်းတဲ့စွမ်းရည်တွေကိုစီကံတကျစုစည်းပြီးတော့စနစ်တကျအသုံးချနိုင်မယ်ဆိုရင်ကောင်းတဲ့အလုပ်တစ်ခုပြီးမြောက်ပါတယ်မကောင်းတဲ့စွမ်းရည်တွေဆိုရင်လည်းမကောင်းတဲ့အလုပ်တစ်ခုပြီးမြောက်သွားမှလို့နားလဲပါတယ်ရလဒ်ကတော့ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ်တေချာဒီဇိုင်းမမတ်လုပ်မယ်ဆိုရင်တော့ရည်ရွယ်ချက်ပြီးမြောက်နိုင်ပါတယ်ခင်ဗျာနောက်ဆုံးပြောရမယ်ဆိုရင်အလုပ်ဖြစ်မြောက်ရည်ရဲ့အနှစ်ချုပ်ဟာရည်ရွယ်ချက်ကိုတိတိကျကျသတ်မှတ်နိုင်တာအဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထဲဖော်ဖို့နည်းလမ်းရှိနေတာအဲ့ဒီနည်းလမ်းတွေကိုအမြဲမပြတ်အကောင့်ထဲဖော်နေတာတွေအပြင်စိတ်ရှိမှုနဲ့ယုံကြည်မှုတွေလည်းပါနေပါတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်အဲ့ဒါတွေနဲ့ပြည့်စုံမယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကအနည်းနဲ့အမြန်ပြည့်လာမှာကလည်းသိကြပါတယ်ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ